对。够它，အောင်လေးတွေမငုံနဲ့တော့ရပြီပုံနေတစ်ခေါင်းတော့နဲ့သွားတဲ့လမ်းကြောင်းလေးပေါ့ခင်ဗျဟုတ်ကဲ့ပါခင်ဗျ မင်္ဂလာပါနောက်ကျနေမှတ်တမ်းနောက်ကျလေးသားပါတယ်ဆရာစကားပြောတာပေါ့တို့မှတ်တမ်းနောက်ကျတာမဟုတ်လို့နောက်ကျတာထိုင်တော့ရပြီဆွဲလေအင်္ဂလိပ်လိုပြောပါဦးဟောရှမ်းလိုပြောပါဦးထွိုင်းဒါဆိုတော့စားပြီးတောက်ပြီးထွက်ခွာပြီပေါ့နော်စားပြီးတောက်ပြီးထွက်ခွာသွားပါပြီဗီဒီယိုကလစ်ကတော့နောက်ကျနေတယ်ပေါ့နော်ကျွန်တော်စားတဲ့နေရာကတော့အဲ့မှာပါခင်ဗျကျွန်တော်စားပြီးတောက်ပြီးထွက်ခွာသွားပါပြီပေါ့နော်စားပြီးတောက်ပြီးထွက်ခွာသွားပါပြီဟုတ်ကဲ့ပါ
အရှင်းမှာကားတန်းနေရှိသေးပါတယ်ဗျာနော်ဒါကျွန်တော်ဗိုလ်ချုပ်ကားလည်းရှိပါတယ်ဟိုအရှင်းမှာရောက်သွားပြီမမြင်ရတော့ဘူးပါမြန်တယ်ဒီနာဒီမှာနော်ခေါ်လဲအဲ့ဒီမင်းတို့မော်တန်ဒါကျွန်တော်တို့ဒါ KTR နေကတူလေးရမီအကုန်လုံးပေါ့နော်အကုန်လုံးပဲဒါဒီကိုဟိုသွားတဲ့လမ်းကြောင်းလေးပါဟုတ်ကဲ့ပါဘာလမ်းကြောင်းလဲဆိုတာတော့ကိုလည်းမသိပါဘူးခင်ဗျဒါကတော့ဗီဒီယိုကလစ်ကတော့ဒါမှတ်တမ်းလေးပေါ့နော်မှတ်တမ်းလေးကျွန်တော်တို့ဒါ KTR နေကတူလေးအကုန်လုံးရဲဘော်ရဲဘက်အရာရှိအရာခံတက်စစ်တီအကုန်လုံးပါဝင်တယ်ပေါ့နော်ဟုတ်ကဲ့ပါลึกๆแล้วเนี่ยเนี่ยน้อยจังเลยมาทำอะไรเนี่ยไอ้ไม่รู้มันเลี้ยบัวมาซาโป้เด้ဘာလောက်ခိုင်းလို့ထင်းခုတ်ခိုင်းလို့ဆရာဟာဖြစ်တယ်လောအောင်ပါပဲစစ်သားခိုင်းလောအောင်အမိကြရင်လောအောင်နောက်ကြနေမှတ်တမ်းနောက်ကြလေးတော့ပါလေဆရာစကားပြောတာပေါ့တို့မှတ်တမ်းနောက်ကြတာမဟုတ်လို့နောက်ကြတာထိုင်တော့ရပြီဆွဲလေအင်္ဂလိပ်လိုပြောပါဦးဘာရှမ်းလို့ပြောပါဦးထွိုင်းဒါဆိုတော့စားပြီးတောက်ပြီးထွက်ခွာပြီပေါ့နော်စားပြီးတောက်ပြီးထွက်ခွာသွားပါပြီဗီဒီယိုကလစ်ကတော့နောက်ကျနေတယ်ပေါ့နော်ကျွန်တော်စားတဲ့နေရာကတော့အဲ့မှာပါခင်ဗျကျွန်တော်စားပြီးတောက်ပြီးထွက်ခွာသွားပါပြီပေါ့နော်စားပြီးတောက်ပြီးထွက်ခွာသွားပါပြီဟုတ်ကဲ့ပါအရှင်းမှာကားတန်းနေရှိသေးပါတယ်ဗျာနော်ဒါကျွန်တော်ဗိုလ်ချုပ်ကားလည်းရှိပါတယ်ဟိုအရှင်းမှာရောက်သွားပြီမမြင်ရတော့ဘူးပါမြန်တယ်ဒီနာဒီမှာနော်ခေါ်လဲအဲ့ဒီမင်းတို့မော်တန်ဒါကျွန်တော်တို့ဒါ KTR နေကတူလေးရမီအကုန်လုံးပေါ့နော်အကုန်လုံးပဲဒါဒီကိုဟိုသွားတဲ့လမ်းကြောင်းလေးပါဟုတ်ကဲ့ပါဘာလမ်းကြောင်းလဲဆိုတာတော့ကိုလည်းမသိပါဘူးခင်ဗျဒါကတော့ဗီဒီယိုကလစ်ကတော့ဒါမှတ်တမ်းလေးပေါ့နော်မှတ်တမ်းလေးကျွန်တော်တို့ဒါ KTR နေကတူလေးအကုန်လုံးရဲဘော်ရဲဘက်အရာရှိအရာခံတက်စစ်တီအကုန်လုံးပါဝင်တယ်ပေါ့နော်ဟုတ်ကဲ့ပါลึกๆแล้วเนี่ยเนี่ยน้อยจังเลยมาทำอะไรเนี่ยไอ้ไม่รู้มันเลี้ยบัวมาซาโป้เด้对。
မင်္ဂလာပါကုန်သားအောင်လေးတွေမငုံနဲ့တော့ရပြီပုံနဲ့တစ်ခေါင်းတော့နဲ့သွားတဲ့လမ်းကြောင်းလေးပေါ့ခင်ဗျဟုတ်ကဲ့ပါခင်ဗျဘာလောက်ခိုင်းလို့ထင်းခုတ်ခိုင်းလို့ဆရာဟာဖြစ်တယ်လောက်အောင်ပါပဲစစ်သားခိုင်းလောက်အောင်အမိကြရင်လောက်အောင်